အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trick in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွက်ကျွန်တော်တို့တွာလာရောက်ရှိဖြစ်တဲ့နေရာဒေသမြင်ကွင်းတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့တွာလာရဲ့ရောက်ရှိတဲ့နေရာဒေသကရင်ကျင်းမှုဒလေထုံးတန်းရိုးရာဆိုင်ရာပွဲတော်မြင်ကွင်းတွေကိုပြန်လည်မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်အခုဖြတ်ကနေမြင်ကွင်းများအပိုင်း46မှာကတော့အောင်ပန်းနဲ့ကလောကတင်းကျန်နောက်ဆုံးနေ့အတက်နေမြင်ကွင်းတွေကိုမျှဝေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တကြံနဲ့ပတ်သက်လို့တကြံအကြနေ့ကရန်ကုန်လမ်းလျှောက်တကြံမြင်ကွင်းချုပ်တကြံအကြက်နေ့ကအင်းလေးရေပေါ်တကြံမြင်ကွင်းချုပ်တကြံအတက်နေ့နဲ့ပတ်သက်လို့ AR တိုင်းကဝါခဲမမျိုးရဲ့မြင်ကွင်းချုပ်ကိုမျှဝေခဲ့ပြီးအခုကတော့ဒါကအောင်ပန်းနဲ့ကလောကတင်းကျန်နောက်ဆုံးနေ့တင်းကျန်အတက်နေ့မြင်ကွင်းတွေကိုမျှဝေတာဖြစ်ပါတယ်ဗျဒီဘိုင်းမှာကတော့ကျွန်တော်တို့မှတ်တမ်းတင်ထားတဲ့အတိုင်းပဲမှတ်တမ်းတူလေးအနေနဲ့ပဲမျှဝေသွားမှာပါဗျအရင်တော့ပြည့်ပြည့်စုံစုံမဖြစ်နိုင်တာကိုတော့တောင်းပန်ပါတယ်ဗျဟုတ်ကဲ့ဒါကကျွန်တော်တို့အောင်ပန်းမြို့ရဲ့တင်းကျန်ဘိုမန်တက်ဒီဘိုမန်တက်ကဘေးမှာလမ်းလျှောက်တင်းကျန်နေရာလေးလေးရှိတယ်သူကရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့မြို့တွေထဲမှာအောင်ပန်းမြို့ကတော့သူကစီးပွားရေးမြို့တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်တီးပွဲရုံတွေအသီးနှံထိုင်တွေစသဖြင့်အဲဒီလိုစီးပွားရေးလုပ်ငန်းအများပြားရှိတဲ့မြို့ဖြစ်တယ်လမ်းစုံမြို့တစ်ခုလည်းဖြစ်တယ်ဒါကြောင့်မလို့သူကရှမ်းပြည်တောင်ပိုင်းမှာစီကားတဲ့မြို့တစ်မြို့အနေနဲ့တည်ရှိနေတာဖြစ်ပါတယ်အခုကတော့တင်းကျန်အတက်နေ့အောင်ပန်းမြို့မှာတွေ့ရတဲ့အမြင်ကွင်းတွေဖြစ်ပါတယ်ဗျကားကြီးကွင်းရှေ့နားမှာကားကြီးကွင်းဆိုကုံကားကြီးတွေရက်တဲ့ကွင်းလေအဲ့ရှေ့နားလေးမှာဒီဘိုမန်နဲ့လှုပ်ထားတာဗျဒီမှာပြည်တော်စုလမ်းမကြီးပေါ်မှာပဲဒီမန်တက်ကိုပြုလုပ်ထားတာဖြစ်ပါတယ်ဒီဘက်ဒေသကတော့အပူချိန်ကကျွန်တော်တို့မြေဖြန်းလောက်တအားကြီးအပူမပြင်းထန်တာကြောင့်မလို့ဒီမှာသူကဈေးအောင်ပွဲတော်လည်းရှိရဗျဈေးအောင်ပွဲတော်ကအခုဝင်းထဲမှာဒါကဒီမှာလမ်းလျှောက်တစ်ချက်ဒီဘက်တောင်ပေါ်ဒေသကတော့မြေပြန့်ဒေသတဲ့ဆိုင်တော့ရေကနည်းနည်းလေးထိမ့်ထိမ့်သိမ့်သိမ့်လောက်ရတဲ့အနေအထားမျိုးတော့ရှိတယ်ဗျမြန်မာတင်းကျန်ကို UNESCO ကနေပြီးတော့ drum ရဲ့ရည်ကြည်မှုအဖြစ်အသိမှတ်ပြုပြီးတဲ့နောက်မှာမြန်မာတိုင်းနိုင်ငံလုံးအနှံ့မှာတင်းကျန်ပွဲတော်ကိုစီစီကားကကျင်းပကြတာပါဒါကတော့ကလောမျိုးဖြစ်သွားပါပြီကလောရဲ့ဒီရာသီတင်ဂီတတစ်ခုဖြစ်တဲ့စိန်ပန်းပြဒီလမ်းလျှောက်တကြံရဲ့မအူးအဝင်မှာအခုလိုစိန်ပန်းပြပင်လေးနဲ့ဆိုတော့အတော်လေးလှပတဲ့မြင်ကွင်းလေးဗျဒီမှာ1989ခုနှစ်ကလောမြို့လမ်းလျှောက်တင်းကျန်တဲ့ကလောဟာလေဘာပဲပြောပြောပြီးခဲ့တဲ့နှစ်တွေကရေကြီးတဲ့ဒဏ်ကိုကောင်းကောင်းခံထားရတာဖြစ်ပါတယ်အခုကတော့အားလုံးဝိုင်းဝန်းကလောသူကလောသားတွေရဲ့ညီညွတ်မှုနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမြန်မာနိုင်ငံဘွားတွေရဲ့စေတနာတွေနဲ့ပြန်လည်ပြီးတော့ပုံမှန်အခြေအနေအတိုင်းရောက်ရှိနေခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဗျာတခုပဲရှိပါတယ်ကျွန်တော်တို့အခုဒီနှစ်ရာသီတွေကတော့ပုံမှန်ဆိုလို့ရှိရင်ခရီးသွားရာသီဖြစ်တယ်သို့တော့ဒီနှစ်မှာက73စီအခက်အခဲပြဿနာကြောင့်မလို့အရင်နှစ်တီလောက်ဧည့်သည်မများဘူးလို့ပြောရင်ရတယ်ပေါ့မများဘူးလို့ပြောရင်ရတယ်ပေါ့သို့တော့လည်းပုံမှန်အခြေအနေရောက်ရှိသွားတဲ့အချိန်မှာတော့ဒီဘက်ဒေသတွေကခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာဖို့လိုအပ်ပါတယ်ဒါမှလည်းဒီမှာရှိနေတဲ့အခြေခံလူတန်းစားတွေအပါအဝင်ပတ်သက်ဆက်နွယ်တဲ့ဝင်းကျင်ကြီးတစ်ခုလုံးပြန်လည်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်ခီးသွားလုပ်ငန်းအဖြစ်ခီးသွားမြို့အဖြစ်နာမည်ကျော်တဲ့ကလောရဲ့လမ်းလျှောက်တဲ့ကျမ်းမှာသူကဒီကျွန်တော်တို့မောမြေဦးပန်းချန်နာကလောနိုင်စင်နာမှာလောက်တာပေါ့ဘယ်ဘက်ဘေးကကလောအထက်ကတစ်တင်တယ်ဟိုရှိမှာကမန်တက်ရှိတယ်ဒါကလမ်းလျှောက်တင်းကျန်
လက်လျှောက်တင်ကြပြီးတော့မှဟိုးမှာကဖြော်ပြမတ်တက်ဒါကတော့မမြူပန်းညံမမြူပန်းညံကလည်းကျွန်တော်တို့အခုနောက်ပိုင်းပြင်ဆင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ပြန်လည်မျှဝေထားတာလေးတွေရှိပါတယ်ဗျသူကအရင်တက်စလို့ရှိရင်တော့ပို့ပြီးတော့လေဘက်ချင်းစီကကောင်းလာတယ်ပို့ပြီးတော့ဟိုကြည့်ရှုစရာလေ့လာစရာလည်းများလာတယ်ပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဟိုဒီသူကပန်းပွဲတော်လည်းအခုနောက်ပိုင်းလုပ်တယ်ဗျကလောမာကလေအရင်တုန်းကတော့ပြင်ဦးလွင်ပန်းပွဲတော်ကနာမည်ကြီးတယ်ပေါ့အခုတော့ကလောမာလည်းကလောမာကကလောရဲ့နာမည်အကြီးဆုံးကတော့ကျွန်တော်တို့သိထားတာကဘီးလျှော်တိုင်းပွဲပေါ့အဲ့ဒါကတော့ကျွန်တော်တို့အတက်နိုင်ဆုံးကြုံရင်ကြုံကြိုက်တယ်လို့တစောင်းတိုင်းကာလမှာမျှဝေပေးလေးရှိပါတယ်ကလောနိုင်စင်နာမှာဒီနေရာလေးမှာကျွန်တော်တို့တခုသတိပေးလိုပါတယ်ဒါကတော့ဒီနားလေးပြရင်းနဲ့ပါကလောနိုင်စင်ကအဝိုင်းဖြစ်နေတဲ့အတွက်ရောက်လို့ရှိရင်ပုံမှန်အားဖြင့်ကတော့အဝိုင်းပက်ရင်ကိုဦးစားပေးပြီးတော့လက်ရည်အဝိုင်းပက်ကြတာပါဒါပေမဲ့ဒီမှာကတော့အဲ့လိုမဟုတ်ပါဘူးအလင်းတင်တယ်လို့အစင်ပြေတယ်လို့ပက်ကြသွားကြလာကြတာကြောင့်မလို့အဲ့ဒါလေးတစ်ချက်သတိထားဖို့တော့လိုပါတယ်ဒီမှာဒါကတော့ဂျီပက်မန်တက်ပေါ့ဒါတော့ဒါနေလည်းမမလို့နေလေးကျသွားပြီဆိုလို့ရှိရင်တော့ဘာပဲပြောဒီဘက်ကအခုချိန်ဒီအေးတက်ကရှိနေသေးတာပဲဟုတ်ကဲ့ကျွန်တော်တို့အခုဒီနှစ်မှာတော့တကြံနဲ့ပတ်သက်လို့ကျွန်တော်တို့တက်ဆွမ်းသမျှရောက်နိုင်တဲ့နေရာတွေကနေပြီးတော့တကြံမြင်ကွင်းတွေလက်လျှောက်တကြံမြင်ကွင်းတွေကိုအတက်နိုင်ဆုံးစုစည်းမျှဝေပေးထားပါတယ်ဗျအခုကတော့ဒါကျွန်တော်တို့တကြံနဲ့ပတ်သက်လို့မျှဝေတဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်အခုကျွန်တော်မျှဝေခြင်းကဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်မျှမျိုးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ